ဒီဗီဒီယိုမှာတော့ထူလာရောင်လို့ခေါ်တဲ့ချောင်ပရိုလေးတစ်ပါးကိုကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ပေါင်းပြီးဘလို့တွေအနိုင်ကျင့်လဲဆိုတာပြသပြီးမှာပါဒီပွဲမှာဆိုရင်တော့ကျွန်တော်တို့ပွဲစတဲ့ကနေပွဲဆုံးတဲ့အထိထူလာရောင်မှာထူလာရောင်ပဲဗျာမြေပုံကြည့်လို့ထူလာရောင်ချောင်ပရိုလေးပေါ်လာပြီဆိုတာနဲ့လောင်ရင်တိုင်ပါရှင်းသုံးပြီးသူ့ရှေ့ရောက်သွားပါပြီကျွန်တော်တို့ထူလာရောင်ဘယ်လောက်ထိစောင့်ရှောက်ပြီးလဲဆိုရင်တိုင်နဲ့နေလဲရှောပါတယ်အခုလိုမျိုးတန်နာကတ်နေလဲရှောတယ်ဗျာကျွန်တော်မှရှိရဲ့စပယ်၃ခွက်လုံးကထူလာရောင်အတွက်တီးတန့်ကိုခြံထားတာဗျာဒါပေမဲ့ထူလာရောင်ကလည်းအချင်းတော့မဟုတ်ဗျာချောင်ပရိုလေးဖြစ်တာကြောင့်ကျွန်တော်တို့ကန်တော့ကန်တယ်အဲ့လိုကန်တဲ့အလကားပဲဗျာကျွန်တော်နဲ့လောင်ရအမြဲတမ်းကတ်နေရတယောက်ကိုကန်တဲ့ကတယောက်ကစတန်ပေးပြီးဖြီလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်မကန်ပဲလောင်ယူကန်တာဗျာသူ့အနေနဲ့ဘသူ့ပဲရွေးကန်ထူလာရောင်ရှော့သွားရဆိုရင်အဖြေပဲထွက်မှာဗျာကျွန်တော်မှဖလစ်ကာပွင့်ပြီဆိုရင်လည်းထူလာရောင်တော့တီးတန့်ပဲသုံးတာအမေဒီမှာဆိုကောင်းလေးခြုံမတူရတယ်မိုက်လိုက်တာထူလာချောင်ရကျွန်တော်တို့မှထူလာရောင်တော့တီးတန့်ဆိုပြီးဖလစ်ကာလည်းသုံးတယ်လောင်ရဲ့ဒိုင်ပါရှင်းဆိုလည်းဘယ်နာမှမသုံးသူ့နားကိုကတ်ဖို့ပဲသုံးတာဒါတော့ဒီမှာကြည့်လိုက်ဘက်တရီရှုပ်ထွေးနေပြီဆိုလည်းကျွန်တော်တို့ဘသူ့မှဂီးမဆိုင်ဘူးထူလာရောင်တီးတန့်ပဲကျွန်တော်နောက်ပိုင်းဘလောက်ထိဆိုးလဲဆိုရင်ထူလာရောင်ပြန်ရှင်မဲ့အချိန်ကိုစောင့်ပြီးဒိုင်ပါရှင်းနေနဲ့ပါတွားချတာသူခမရန်တနာကိုကောင်းတယ်ဗျာထွက်တာနဲ့တီးထွက်တီတွေဖြစ်လို့ကျွန်တော်တို့အနေနဲ့လည်းဒီနားမှာပြန်လျှော့သွားပါတယ်ဒါပေမဲ့ထူလာရောင်ကအဓိကပဲလေထူလာရောင်ကဘလောက်ထိအရေးကြီးလဲဆိုရင်ဒီမှာအန်နိုင်ဘက်ကလော်ကြီးနဲ့တက်လာပြီကျွန်တော်တို့ဘက်က3ယောက်ရှော့ပြီးသွားပြီဗျာဒါပေမဲ့ကျွန်တော်တို့လော်လည်းမထိန်ဘူးတာဝါလည်းမထိန်ဘူးထူလာရောင်ကိုပဲလိုက်ပါတယ်ကျွန်တော်တို့အနေနဲ့နှောက်ဆုံးပွဲပြီးရဲ့အချိန်ထိထူလာရောင်မှာထူလာရောင်တီးတန့်ပဲဗျာအန်နိုင်ဘက်ကတာဝါတွေချိုးတာတွေလော်တွေကြီးတာကျွန်တော်ဂယူးမဆိုင်ဘူးဗျာကျွန်တော်တို့ဂယူးဆိုင်တာထူလာရောင်ဆိုရဲချောင်ပရိုလေးပါပဲပွဲပြီးတော့ကျွန်တော်တို့သွားကြည့်လိုက်တဲ့အခါမှာထူလာရောင်အနေနဲ့စုပေါင်း22ခါရှော့ထားပါတယ်ဒီဗီဒီယိုထူလာရောင်ကြည့်နေမယ်ဆိုတော့စိတ်မဆိုးပါနဲ့ brother ကြီးကျွန်တော်တို့လည်းပြင်းလို့လုံးမိလို့ရရှောက်လုံးမိတာပါလို့